အားလုံးပဲမင်္ဂလာပါ Land Data ဝေစု Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Excel မှာစက်လုံးတွေကိုစက်လုံးအကြီးအသေးအလွယ်တကူပြောင်းလဲပေးနိုင်တဲ့ Excel ရဲ့ function 3ခုအကြောင်းကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဒီ Excel file လေးကိုကြည့်လိုက်ဒီ Excel file လေးမှာဆိုရင် Hello World ဆိုတဲ့စာသားလေးကစက်လုံးအသေးတွေရောအကြီးတွေရောနေရယ်ကိုကအဲ့လိုမျိုးရောနေရအောင်မလို့ခြင်းဘူး Hello World ဆိုတဲ့စာသားစက်လုံးလေး Hello World မှာပါတယ်စက်လုံးတစ်လုံးချင်းစီတိုင်းကိုကပေါ့နော်စက်လုံးအကြီးအဖြစ်ပြောင်းလဲခြင်းတဲ့အခါမှာဆိုရင် Excel မှာ upper ဆိုတဲ့ function လေးကိုအသုံးပြုပြီးတော့ပြောင်းလဲလို့ရတယ်အဲ့တော့ကိုအဖြေထုတ်ခြင်းတဲ့နေရာမှာဆဲကွက်လေးမှာတစ်ချက်နဲ့ညီမျှခြင်းလေးရေး UPPER upper ဆိုပြီးတော့ function လေးကိုရေးလိုက်မယ်ခွင်းလေးစားလိုက်မယ်ဟုတ်ပြီပြီးတော့ကျတော့ကိုပြောင်းခြင်းနဲ့ပေါ့နော်စက်လုံးတွေရှိတဲ့ဆဲကွက်နေနေရဆဲကွက်ဟိုပါပေါ့နော်စာသားရှိတဲ့ဆဲကွက်လေးကိုတစ်ချက်နဲ့ခွင်းလေးပြန်ပိတ် enter လေးခေါက်လိုက်ဟောထားဆိုရင်ဒီမှာ hello world ဆိုတဲ့စာသားတွေအကုန်လုံးကိုပေါ့နော်စက်လုံးတွေအကုန်လုံး all capital letter စက်လုံးအကြီးဖြစ်အကုန်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီကိုကဒီ hello world မှာပါတဲ့စက်လုံးလေးတစ်လုံးချင်းစီတိုင်းကိုက lower case ပေါ့နော်စက်လုံးအသေးဖြစ်ပြောင်းလဲခြင်းတဲ့အခါမှာဆိုရင်ကိုက Excel မှာ lower ဆိုတဲ့ function လေးကိုအသုံးပြုလို့ရတယ်ကိုအဖြေထုတ်ခြင်းတဲ့ဆဲကွက်နေရာကိုတစ်ချက်နဲ့ညီမျှခြင်းလေးရေး LOWER lower ဆိုတဲ့ function လေးကိုရေးလိုက်မယ်ဝင်းလေးစားလိုက်မယ်ကိုပြောင်းခြင်းနဲ့စာသားရှိတဲ့ဆဲကွက်လေးကိုတစ်ချက်နှိပ်မယ်ခွင်းလေးပြန်ပိတ်မယ် enter လေးခေါက်လိုက်မယ်ဟောထားဆိုရင်စက်လုံးတွေအကုန်လုံးကိုအသေးအဖြစ်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်မဟုတ်ဘူးကိုကပေါ့နော် hello world မှာဆိုရင်စာပိုက်တစ်ပိုက်ရဲ့အစပေါ့နော် hello မှာဆိုရင် hello ရဲ့အစစလုံးဖြစ်တဲ့ h နဲ့ wall မှာဆိုရင် wall ရဲ့အစစလုံးဖြစ်တဲ့ w လေးကိုတော့အစစလုံးတွေကိုအကြီးအဖြစ်ပြောင်းလဲခြင်းနဲ့ကျန်တဲ့စက်လုံးလေးကိုတော့အသေးအဖြစ်ပဲပြောင်းလဲခြင်းတဲ့အခါမှာဆိုရင်ကိုက proper ဆိုတဲ့ function လေးကိုအသုံးပြုပြီးတော့ပြောင်းလဲလို့ရတယ်ကိုအဖြေထုတ်ခြင်းတဲ့ဆဲကွက်ရှိတဲ့နေရာလေးကိုတစ်ချက်နဲ့မြင်များခြင်းလေးရေး PROPER proper ဆိုတဲ့ function လေးကိုရေးလိုက်မယ်ခွင်းလေးစားလိုက်မယ်ကိုပြောင်းခြင်းတဲ့စာသားရှိတဲ့ဆဲကွက်လေးကိုတစ်ချက်နှိပ်လိုက်မယ်ခွင်းလေးပြန်ပိတ်လိုက်မယ် enter လေးခေါက်လိုက်ဟောထားဆိုရင် hello world မှာဆိုရင် h နဲ့ w ပေါ့နော်အစစလုံးလေးတွေဖြစ်တဲ့ h နဲ့ w ကိုတော့အကြီးစလုံးလေးပြောင်းပြီးတော့ကျန်တဲ့စလုံးလေးကိုတော့စလုံးအသေးဖြစ်ပြောင်းလဲတော့တာကိုမြင်ရမှာဖြစ်ပါတယ်ဒါဆိုရင် Excel မှာ upper ရဲ့ lower ရဲ့ proper ရဲ့ function 3ခုကိုသုံးပြီးတော့စလုံးတွေကိုကိုလိုချင်တယ်လို့အကြီးအသေးပြောင်းလဲနိုင်တယ်ဒါဆိုရင် exercise လေးထပ်ပြီးတော့လုပ်ကြည့်ရအောင်ပေါ့နော်ဒီမှာ sheet 2ကိုတွားလိုက်မယ် sheet 2မှာဆိုရင် customer name မှာဆိုရင်စက်လုံးတွေကအကုန်အကြီးအသေးဖြစ်နေရပေါ့နော်နေနေရမဟုတ်ဘူးကိုက customer name ကိုအကုန်စက်လုံးတွေကိုအစစလုံးတွေကိုအကြီးအဖြစ်ပြောင်းလဲခြင်းနဲ့နောက်ကစက်လုံးတွေကိုတော့အသေးအဖြစ်ပြောင်းလဲခြင်းတဲ့အခါမှာဆိုရင်ဘာ function လေးကိုအသုံးပြုပြီးတော့ပြောင်းလဲလို့ရတယ်ဟုတ်ပြီ proper ဆိုတဲ့ function လေးကိုအသုံးပြုပြီးတော့ပြောင်းလဲလို့ရတယ်เนาะအဲ့တော့ကိုအဖြေထုတ်ခြင်းတဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်ညီမျှခြင်းလေးရေးလိုက်မယ် PROPER proper ဆိုတဲ့ function လေးကိုရေးလိုက်မယ်ခွင်းလေးစားလိုက်မယ်ကိုပြောင်းခြင်းနဲ့စာသားရှိတဲ့ဆဲကွက်နေရာကိုတစ်ချက်နှိပ်မယ်ခွင်းလေးပြန်ပိတ်လိုက်မယ် enter လေးခေါက်လိုက်မယ်ဟောဒါဆိုရင်ဒီမှာ customer name မှာအစစလုံးလေးတွေကိုအကြီးအဖြစ်ပြောင်းလဲသွားတာကိုမြင်ရတယ်เนาะအဲ့တော့အောက်ကဆွဲကတ်တွေကိုအကုန်လုံးပြောင်းတင်တာမလို့ဒီမှာဆွဲချလိုက်မယ်ပေါ့เนาะဟုတ်ပြီ email address မှာဆိုရင်ဒီမှာအကြီးအသေးအကုန်ရောနေရယ်ကိုကအဲ့လိုမျိုးမလို့ခြင်း email address မှာပါတဲ့စက်လုံးလေးအကုန်လုံးကိုအသေးပုံစံဖြစ်နေပြောင်းလဲခြင်းနဲ့အဲ့ဆိုရင်ဘာ function ကိုအသုံးပြုပြီးတော့ပြောင်းလဲလို့ရလဲ lower เนาะအဲ့တော့မြင်များခြင်းလေးရေးမယ် LOWER lower ဆိုတဲ့ function လေးကိုရေးမယ်ခွင်းလေးစမယ်ကိုပြောင်းခြင်းနဲ့စာသားရှိတဲ့ဆဲကွက်နေရာကိုတစ်ချက်နှိပ်မယ်ခွင်းလေးပြန်ပိတ်မယ် enter လေးခေါက်လိုက်မယ်ဟောဒါဆိုရင်ဒီမှာစက်လုံးတွေအကုန်လုံးကိုဒီမှာအသေးအဖြစ်ပြောင်းလဲသွားတာကိုမြင်ရမှာပေါ့နော်ဟုတ်ပြီဒီမှာ CT မှာဆိုလဲဒီမှာအကြီးအသေးအကုန်ဆဲကွက်တွေရောနေတယ်အဲ့အောင်မှာကိုက CT ကိုတော့အကုန်ပေါ့နော်စလုံးအကြီးအဖြစ်ပြောင်းလဲခြင်းနဲ့ဆိုရင်ဘာ function လေးသုံးပြီးတော့ပြောင်းလဲလို့ရလဲ upper ဆိုတဲ့ function လေးကိုသုံးပြီးတော့ပြောင်းလို့ရတယ်ပေါ့နော် upper ဆိုပြီးရေးလိုက်တယ်ခွင်းလေးစားတယ်ကိုပြောင်းခြင်းနဲ့ဆဲကွက်နေရာလေးကိုတစ်ချက်နှိပ်ခွင်းလေးပြန်ခေါက် enter လေးနှိပ်ဟောဒါဆိုရင်တော့ CT မှာပါတဲ့ပေါ့နော်ဒီမှာစကလုံးလေးအကုန်လုံးကိုအကြီးအဖြစ်ပြောင်းလဲသွားတာကိုဖြစ်မြင်ရမှာပါပေါ့နော်ဟုတ်ပြီကိုကဒီမှာ upper ရယ် lower ရယ် proper ရယ်ကဒါမျိုးပေါ့နော်သူ့ကြည့်ပဲတီးတက်အနေနဲ့ပေါ့နော်သူ့ကြည့်ပဲတီးတက်အနေနဲ့လည်းသုံးလို့ရတယ်လို့ကျန်တဲ့ function တွေနဲ့လည်းကျန်တဲ့ test function တွေနဲ့လည်းချိတ်ဆက်ပြီးတော့သုံးလို့ရတယ်ပေါ့နော်
ရှီထွီလေးကိုကြည့်လိုက်မယ်ရှီထွီလေးရဆိုရင်အရင်တစ်ခါသင်ခန်းစာမှာလုပ်ခဲ့တဲ့သင်ခန်းစာရဲ့ exercise အဲ့ exercise ထဲမှာဆိုရင်ဒီမှာ full name လေးကိုကြည့်လိုက် full name မှာဆိုရင်ဘာ function ကိုအသုံးပြုပြီးတော့စာသားတွေကိုဆက်ထားတော့ဆိုရင် concat full name ကိုရဖို့အတွက် concat ဆိုတဲ့ function ကိုသုံးပြီးတော့ first name နဲ့ last name တွေကိုဆက်ထားတယ်ဟုတ်ပြီကိုကအဲ့မှာဒီမှာဆက်ထားတော့ကြတော့ရတော့ကြသူက proper ပုံစံပေါ့နော် h အစာစလုံးလေးတွေအကြည့်နောက်ကစလုံးလေးတွေအသေးပုံစံနဲ့ရတယ်ပေါ့နော်အဲ့ဒါကိုမဟုတ်ကိုက full name ကိုရတဲ့ full name ကိုကိုက upper case ပေါ့နော်အကုန်လုံးစလုံးတွေအကြီးအနေနဲ့ပဲရချင်တယ်ဆိုရင်ကိုကဘာ function လေးကိုနောက်ထပ်တွဲပြီးတော့လုပ်လို့ရလဲဆိုရင် upper ဆိုတဲ့ function လေးနဲ့ချိန်ပြီးတော့ဒီမှာစလုံးတွေအကုန်လုံးကိုထွက်လာတဲ့အဖြေအကုန်လုံးကိုစလုံးအကြီးအဖြစ်ပြောင်းလဲပေးနိုင်တယ်ပေါ့နော် green လေးပြန်ပေးလိုက်မယ် enter လေးထောက်လိုက်မယ်ဟောရလာတဲ့ထီးကြော်ဆိုတဲ့ပေါ့နာမည်လေးကအကုန်လုံးအကြီးကြီးဖြစ်နေပြောင်းလဲသွားပြီဖြစ်ပါတယ်ဒါကတော့ဟောပေါ့နော်ဒီ upper ကသူကိုယ်တိုင်လည်းတီးတန့်သုံးလို့ရတယ်လို့ channel function တွေ test function တွေဖြစ်တဲ့ channel function တွေနဲ့လည်းချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတယ်ဆိုတာကိုရှင်းပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် lesson တွေကိုလွတ်မသွားရအောင်လို့ Land Data with Su channel လေးကို subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်